တက်ကကြီးလာစပင်လေးနည်းနည်းပါလာ ဟောလေတပြောဆက်ရှိလို့တိလား ပါတော့ဒီမြိုင်းတော့ဘယ်တော့မှအေးစေးနိုင်မြူအောင် အကောင်ကလေးပါဟိုကလေအမေဟိုနေ့ကကြော်ညာတာလေဒီဂျေဝတ်ဆောင်တယ်လေအဲ့နေ့ကအပြင်သွားမေးဆွတ်လိုက်တဲ့ရင်မွေးလေးလေစစီဘုံကထုတ်တဲ့ရင်မွေးလေးတော့ရရမ်းကြိုက်လို့သူ့ပေးခြင်းလို့အရှိသေးလား မင်းဆွလက်စားလေးရှိရပြေးလိုက် အမေဆွတ်လက်စားတော့တာမယူတော့လေတမန်သားအေးစေးဝယ်ပေးလိုက်မယ်နော် မလေးပြီးမှကြီးကျယ်တာဝယ်ပြလက်မှာအတောင့်လိုက်ဝယ်ပြလက်မှာတသားဟိုတောက်ကိုတရားရှိရတောက်ဝယ်သွား ဟုတ်မြင်လား တသားဟိုလေးပြေး ဒီသားရင်မွေးဝယ်ရှင်လို့လားဟာ ဟုတ်ပါမလေး ရှင်မွေးရှင်မွေးစစ်စစ်ကွန်းထုတ်တာဆို5မျိုးရှိရပေါ့နော်5မျိုးဘာလို့လဲကြိုက်ရ ကြိုက်တဲ့နဲ့ယူကြိုက်တဲ့နဲ့ယူ ဒါကကျတော့ သမီးကြိုက်တဲ့နဲ့ယူ ဒါ marry me သမီးဟွာနော် တွေ့ရတယ်ကုန်တန်းကြိုက်နေတော့ပဲပြမပြသေးဘူး ဒီမှာဒီနေ့လေးရမ်းဆွဲလား မမေဟိုနေ့ကစွတ်တဲ့နေ့ကဒီနဲ့မဟုတ်ဘူး အဲ့မုံမီဆိုတာ you candy you can အဘာလို့ပုံစံနဲ့လက်ရက်နေရတော့ဒုက္ခရပောင်းဘူးဘာဖြစ်နေရတော့ဘာဖြစ် တကြားလုံးနာလေးရလို့ အဲ့လိုနားလေးရှိရနော်ဒီမှာ အေးတစား မီကြိုက်တဲ့နဲ့ဒီနဲ့ you candy you candy ပေါ့နော် candy တောင်ဖြစ်ကို candy မွေး ဆက်စီဘုံကအနက်လေးကအကုန်ကြိုက်တယ်အကုန်အနက်လေးကလေမမွေးလေးတွေ လူချင်တာရရင်လည်းသွားကြတော့ကွာကအေးစီးနေကြလို့ အဲ့ဒါရေ ဘယ်နှဝိမှလည်းပြောမင်းတို့ညီမင်းတို့ နှစ်ဘူးယူ နှစ်ဘူးလောက်နေတော့စာမဖက်နဲ့သမီးရဲ့ချစ်ချစ်ကတလားလောက်30လောက်ရှာနိုင်တယ် တစ်ဆက်ဝယ်ပေးလိုက်တစ်ဆက်ဝယ်ဘူးအရေးတာ ဝယ်မဲ့ဝယ်အခုအားပေးတဲ့အနေနဲ့တသားသားကိုအားပေးတဲ့အနေနဲ့ဘယ်နှဘူးလောက်ဝယ်ခိုင်းရမလဲပြော 10ဘလောက်ခိုင်းမှာပေါ့နော်လား 10ဘူးလောက်ဝယ်တယ်10ဘူးလောက်တစ်ဆက်လောက်လိုက် တစ်ဆက်လောက်လိုက်စင်ရောလေတူ 6ဘူးလောက်ဝယ်6ဘူးလောက်ဝယ်လိုက် ဟိုအမျိုးစေးအောင်ဖြစ်သွားရင်နော် တစ်ဆက်ပဲယူလိုက်မယ် စိတ်လိုက်တော့ ယူလိုက်ရ တော့မဘုံမှာ မယ်ရီနဲ့ ဘုံမာပြီးနိုး ဒါလေးကမမေရဲ့တသားမမေရဲ့တသားသူကကိုယ်တည်းယူထားတာအော်တော့ကြွဲအိမ်မှာကြွဲအိမ် page မှာဒီဟိုဟာလေးပေါ့နော်ဆက်စီဘုံကထုတ်တဲ့ရင်မွေးလေးတွေသူရောင်းတယ် ဝက်စင်လေးတွေသူရောင်းတယ်ဆက်စီဘုံကညီမလေးကကြာမမေကိုကြော်ညာအပ်ထားတယ်မမေကိုယ်တိုင်တုံးပြီးတော့မမေအရန်ကိုကြိုက်ပြီးတော့မမေတော်တော်နှစ်သက်လို့မမေဆက်စီဘုံကိုကြော်ညာပေးတာ ဟိုကကိုပေးနေရှင်းမယ်နော်တော့ရှင်းတာတော့အချင်းမလိုက် ဘယ်ကောက်တယ်လဲရအကျွေးနဲ့ဝင်တာမိသားရ မမေရ ဟဲ့ တော့ တပူးကြံနေလား ဒီနေ့လေးကိုအရန်နှစ်သက်တယ်ဟိုလေစွတ်ပြီးလို့ရှိရင်လေမွေးပြီးတော့တင်းကြိုင်းနေတော့မမေရလေဒီဘရာလေးမှာလေဘရာအလဲလေးမှာတစ်ချက်ဖက်စို့အများကြီးမစွနဲ့အပေါ်ကုန်လဲဘရာလေးရဲ့အန်တာဝဲလေးရဲ့ကိုတစ်ချက်စင်းဆိုတာဝီးပြီးအနဲ့ကတော်လေးကိုခံစားလို့အရင်ကောင်းတာရှယ်ပဲတတဟောဘယ်နဲ့ကြိုက်လဲတတဘယ်ကြီးစားကိုပြီးမှပြောပါအောင် ဒါအကုန်ပြီးဝိုင်းဟာတမျိုးတစ်ခုမဟုတ်တစ်ခုလေးတည်းမလားကြိုက်တယ်ဆိုတော့အကုန်ပြီးဝိုင်းပါအကုန်ကြိုက် ပြီးလို့ရှိရင်အိမ်လာကတွေဟိုရီးစားတောင်းပြီးတော့ပတ်စံနေအလင်ခံရအောင်မ အဲ့ဆက်လန်လေးရှိသေးတယ်တင်ပေးဦးမယ် online မှာပြောဦးမှာလား ပြောပြအောင်မပတ်စံနေကိုအသေးအတန်ကိုရုံရှာရပြီးတော့သူ့ရှာနေပြီးတော့သူ့ရဲ့ကောင်မလေးကအိမ်လာကမရှိလို့တဲ့9သိန်းခွဲလောက်တဲ့အဲ့နဲ့အမေရဲ့ဟိုမအေးတော့သူအမြင်တဲ့အတိုင်းအေးတားရဲ့တနာပါရဲ့တမီးလေးပေးလိုက်ပါဆိုတော့ပြီးလဲပြီးတော့အဲ့ဟိုပါလေအိမ်လာကနှစ်ခါရလဲရပြီးတော့သူတတ်တော့ဘလော့သွားတတ်တော့ဘလော့သွားသူကများလေးငိုကမလို့လို့ရီရမလို့လို့နဲ့အမေသူ့ဖေကိုလည်းပြောအေးမင်းညတော့မင်းခံမောကွာတဲ့တားလူအဲ့လိုအပိရှာတာ ဝှကျွတ်သွားတာပေါ့ တကယ်လို့မှဆက်စီဘုံကဒီထွက်ကုန်လေးအကုန်လုံးလိုချင်တယ်ဆိုရင်တသားရဲ့ဒီ The Joy in Page မှာမှာလို့ရပါတယ်ရှင်မမေကတော့ review လေးပြီးလိုက်တသားလေးအတွက်လည်းကြော်ညာပြီးလိုက်နဲ့မှာယူချင်တယ်ဆိုရင်264269466ပါမှာလည်းမှာယူလို့ရပါတယ်ရှင်ဆက်စီဘုံ Page မှာလည်းမှာယူလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် ဒီမှာ